အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပြည့်စုံလုံးပဲဖြစ်ပါတယ်ကျွန်တော်လည်းမတွေ့တာတစ်လလောက်တော့ကြာပါပြီအဲ့တော့ကျွန်တော်နေဒီနေ့ကျွန်တော်ရဲ့ပုံစံစာအုပ်တွေကို review လုပ်ပေးတော့မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ပထမကုန်သွားတဲ့စာအုပ်ပေါ့နော်စာရွက်2ရက်လောက်ကတော့ကျန်သေးတယ်ဒီမှာနောက်မှာပြရမယ်ဒါကတော့ပထမဆုံးကျွန်တော်ရဲ့စာအုပ်ဖြစ်ပါတယ်ပုံမှာပွဲဥပုံပဲဖြစ်ပါတယ်တိတ်မလာဘူးပေါ့နော်ဒါကတော့ကျွန်တော်ဘာသာဆွဲထားတာပေါ့နော်စနေတနေ့ဆိုအားတော့အရင်ဘက်ကပေါ့နော်ဒါကတော့သား nose ပဲဖြစ်ပါတယ်မလာဘူးပေါ့နော်ဒါကတော့ diamond ဘယ်နှလုံးလဲ5လုံးဟုတ်ပြီ5လုံးပဲဖြစ်ပါတယ်ဒီကတော့ကျွန်တော်ရဲ့ Tiger TV နဲ့ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဘာသာစိုက်ကူးနဲ့ဆွဲထားတာတတိလေးပေါ့နော်ဒါကတော့ကျွန်တော်ဗန်နဲထရကောင်အကြောင်းဝတ်စုံနဲ့ဒါကတော့နောက်တို့ရဲ့ပေပေါ့နော်ဟွာပါလေမီနာတိုရဲ့ဟိုးပါငါလည်းမသိဒါကြတော့ဆောနစ်ဒါလည်းစပိုက်ဒါမန်ဒါကြတော့ဂိုးဂျိုဒါကြတော့ဆွဲထားတာပဲဘာလည်းမသိဘူးအနေရချမ်းခဲ့တာဒါကတော့ပါလက်တီနာကပူချီနာကိုလူပုံလိုဆွဲထားတာဖြစ်ပါတယ်ယောက်ကတော့မသက်ဒီကတော့အွန်တင်ဒူးပဲဖြစ်ပါတယ်ဟဲ့ကပူချီနိုအစီနိုပဲဖြစ်ပါတယ်အဲ့နောက်ပိုင်းတော့ကျွန်တော်အဲ့ဒါဆိုရမကပူချီနိုအစီနိုဖြစ်ပါတယ်ဒါတော့ပုံပဲပေါ့နော်နောက်တစ်ခုပြမယ်အဲ့တော့နောက်တအုံမြောက်ဖြစ်ပါတယ်ပြည့်စုံထုံးအဲ့ဒါတရက်10လ2015ဆိုကျွန်တော်ရဲ့မွေးနေ့ပေါ့နော်ဒါကတော့2025မှာထုတ်တဲ့စာအုပ်နောက်ပြီးရင်မှာဒါ18ရက်6လ2025မှာစပြီးတုံးပြတာဒီက19ရက်ပြသွားတဲ့အကြောင်းရင်းကတော့ကျွန်တော်အဲ့ဒီက18ရက်ကစဆွဲရအောင်နောက်ပြီးသွားတဲ့ရက်ကိုပဲထည့်ရမှာဆို9ခုဖြစ်ပါတယ်နောက်ကျော်ပုံစံဝင်နေရချင်တယ်ဒါကတော့ကျွန်တော်ရဲ့ free break hero တွေထဲကတကောင်ဖြစ်တဲ့ Julian ဖြစ်ပါတယ်ဒီလိုပြလိုက်မယ်နော် Julian ဖြစ်ပါတယ်ခင်ဗျာတိတ်မတူဒါသူ့ရဲ့ story ထဲကပုံဖြစ်ပါတယ်ချားတော့မဆွဲထားဘူးတော့ဒီအရာတွေဆိုရင်ခန်းနေရမယ်ဖူးလိုဖြစ်နေတာအရာဖြစ်ပါတယ်အဲ့ကျွန်တော်ရဲ့ပုံလေးတွေကိုဒီနေ့ review လာလုပ်ပေးသွားတာဖြစ်ပါတယ်အဲ့တော့အားလုံးပဲတက်တာ